လေပြင်းထက်ရှိစိန်ခံရွက်လေတစင်းပေါ်တွင်မိသားစုတစုသည်အားလက်ရက်ခရီးကိုပျော်ရွှင်စွာဆင်နွှဲနေကြသည်မိခင်ဖြစ်သူဂျူလီယာသည်ရေကူးရန်ပင်လယ်ထဲသို့ခုန်ဆင်းလိုက်ခြင်းတွင်ထူးဆန်းသောအထီးအတွေ့တစ်ခုကိုစတင်ခံစားလိုက်ရသည်ပတ်ဝန်းကျင်ကိုဝေးကြည့်တော့လဲဘာမျှမတွေ့ရသဖြင့်စိတ်ထင်သည်ဟုသာမှတ်ယူလိုက်တော့လဲထိုခံစားချက်ကထပ်မံပေါ်ပေါက်လာပြန်သည်စိုးရိမ်စိတ်ဖြင့်ရွက်လေစီသို့ပြန်ကူးလာစဉ်ရုတ်တရက်အရာတစ်ခုကသူမ၏ခြေထောက်ကိုအောက်သို့အားပါတရဆွဲချလိုက်တော့သည်ဂျူလီယာတယောက်အသက်လူရုန်းကန်ရင်အကူအညီတောင်းရန်အော်ဟစ်တော်လေသမီးဖြစ်သူကဲ့စီမှာနားချက်တက်ထားပြီးခင်ပွန်းဖြစ်သူတော်နှင့်တားငယ်ဖန်တို့မှလည်းငါးဖမ်းနေကြသဖြင့်မြည်သူမျှမကြားခဲ့ကြပြီပါဇက်သေးရေမြောင်းဝင်ကနစ်မြုပ်လူစေးစေးအချီနေသို့ရောက်မှသာတော်ကတတိထားမိသွားပြီးရေသေးသို့အမြန်ခုန်ဆင်းကဇနီးဖြစ်သူကိုရေမနစ်စီရန်ဆွဲတင်ကေးစင်နိုင်ခဲ့သည်ဂျူလီယာကမူရေစည်းချောင်းချောင်းဟုသာလွှဲချကဖြီတွေးလိုက်သည်မွေးနေ့ညနှင့်ကြောက်မက်ဖွယ်လက္ခဏာများထိုညတွင်တားငယ်ဖန်၏မွေးနေ့ကိုကျင်းပနေစဉ်ကဲစီသည်သူမ၏ချစ်သူနှင့်ဗီဒီယိုကောပြောရန်အပြင်သို့ထွက်လာခဲ့သည်ဖုန်းလိုင်းမပြတ်တောက်သွားမီကောင်လေးကသူ၏မြို့ပေါ်တွင်အောင်ဆိုင်နေသောအီယာမမိုးကျရင်းရဲ့เจ้าကိုမိသားစုကပြန်ပြောပြနေစဉ်မှာပင်ထူးဆန်းသောအတန်ကြီးတစ်ခုထွက်ပေါ်လာပြီးဝေလငါးအုပ်ကြီးဖြတ်တန်းသွားသည်ကိုတွေ့လိုက်ရသည်တောင်ကမုံတိုင်းများကြောင့်ကမ္ဘာတန်လိုက်ဆက်ကွင်းကမောက်ကမဖြစ်ကဝေလငါးများလမ်းမလာခြင်းဖြစ်နိုင်ကြောင်းရှင်းပြသည်ထိုစဉ်ရွက်လေကြီးပြင်းထန်စွာလှုပ်ခါသွားသည်တောင်ကလှေအောက်ပိုင်းကိုရင်ငုပ်စစ်ဆေးရမှာသူ့၏ပခုံးတွင်ပြင်းထန်သောရွှားတံရတစ်ခုနှင့်ပြန်တက်လာခဲ့သည်ရေအောက်တွင်ကြီးမားလာသောအရာတစ်ခုကသူ့ကိုဖျက်တိုက်သွားခြင်းဖြစ်ပြီးရွက်လေကြီးအောက်ပိုင်းမှာလည်းဆိုးရွားစွာပျက်စီးသွားခဲ့ပြီဖြစ်သည်ဆက်သွယ်ရေးဆက်များနှင့်ဖုန်းလိုင်းများမှာလည်းလုံးဝပြတ်တောက်သွားခဲ့လေသည်ကဘာပြက်မြည်အကျို့အချက်ပေးတာနောက်ဆုံးတွင်ရွက်လေကြီးမှာပင်လယ်အလယ်တွင်ရပ်တန့်သွားတော့သည်ရေတာမှာအရာတစ်ခုကိုဖမ်းယူရရှိပြီးနောက်ကောင်းကင်ယံမှအုတ်ကခဲများသဖွယ်မီးတောင်များကဘာမြေပေါ်သို့အဆက်မပြတ်ကျဆင်းလာသည်ကိုထိတ်လန့်ဖွယ်ရာမြင်တွေ့လိုက်ရသည်အမှန်တကယ်တော့ရင်းတို့မှာအုတ်ကခဲများမဟုတ်ပဲလမ်းကြောင်းလွဲကပြက်ကျလာသောဂျိုးထုများဖြစ်နေကြောင်းတွမ်ကတတိပြုမိသွားသည်မကြမီလေတိုက်နှုံပြင်းထန်လာပြီးမုန်တိုင်းဆင်းလာသည်တန်လိုက်အိမ်မြောင်များမှလည်းအရက်မျက်နှာမပြနိုင်တော့ပဲယူသက်စွာလေပတ်နေတော့သည်မိများပြက်သွားကလေဖိအားကြောင့်ဂျူလီယာ၏နှာခေါင်းမှသွေးများထွက်လာပြီးကက်စီမှလည်းအော်အန်လာသည်ရွက်လီပြတင်းပေါက်များကွေးချေသွားပြီးနောက်တွမ်သည်အချက်ပြမီးကြီးဖလဲတစ်ခုကိုဖောက်ကမိသားစုကိုဖတ်ထားရင်အမှောင်တုထဲတွင်ညကိုဖြတ်တန်းခဲ့ရသည်သေကန်တာရာဖြစ်သွားသောသမုတ်တရားနောက်တနည်းနက်လင်းသောအခါသူတို့အသက်ရှင်နေစေကြောင်းသိလိုက်ရတော့လေအပြင်ဘက်မြင်ကွင်းကိုကြည့်လိုက်ချိန်တွင်မူမိသားစုတစ်ခုလုံးစွန့်အုပ်သွားခဲ့ရသည်ကဘာပေါ်ရှိသမုတ်တရားရေပြင်ကြီးတစ်ခုလုံးလုံးဝပျောက်ကွယ်သွားပြီးသူတို့၏ရွက်လီကြီးမှာအဆုံးအစမရှိသောတဲကန်တာရာကြီးအလဲတွင်တောင့်တင်းနေခဲ့ပြီးဖြစ်တောင်ကတန်လိုက်အိမ်မြောင်ကိုစစ်ဆေးပြီးနောက်ကဘာတန်လိုက်ဝန်ရိုးစွန်းများပြောင်းပြန်ဖြစ်သွားကြောင်းပိုလာ shift ရှာဖွေတွေ့ရှိသွားသည်ရင်းဖြစ်စဉ်ကြောင့်ရေပြင်ကြီးဆုတ်ခွာသွားခြင်းဖြစ်သည်တားငယ်ဖန်ကအကူအညီရလိုရညာသူ၏မွေးနေ့ပူဖောင်းများကိုကြောက်တုံးတွင်ချီနှောင်ထားခဲ့သည်ကံကောင်းထောင်မစွာဖြင့်နောက်အမိရသည့်တောင်တင်နေသောရေငုပ်သင်္ဘောကပတိန်တဦးနှင့်ရေဒီယိုအဆက်အသွယ်ရခဲ့သည်နောင်ကတန်လိုက်ဝန်ရိုးစွန်းများမကြမီထပ်မံပြောင်းလဲပြီးရက်အနှဲငယ်အတွင်းပင်လယ်ရေများအကြမ်းပတမ်းပြန်လည်ဝင်ရောက်လာမည်ဖြစ်ကြောင်းသတိပေးခဲ့သည်သူ၏ရေငုပ်သင်္ဘောတွင်နေရာလွတ်ရှိသေးသဖြင့်ကလေးများကိုကယ်တင်ရန်တော်နှင့်ဂျူလီယာတို့ကတောင်းဆိုခဲ့ပြီးရေငုပ်သင်္ဘောစီသို့တွားရန်ပြင်ဆင်ကြတော့သည်ရက်ဆက်သောသူစိမ်း၏တိုက်ခိုက်မှုနောက်နေ့နက်နက်တွင်လက်လုံလှန်စိုးကင်ထားသောသူစိမ်းတို့ဦးသူတို့အနီးသို့ရောက်လာသည်တွမ်ကရေဘူးပေးကကူညီရန်ကြိုးစားတော့လဲထိုသူစိမ်းကရေတောက်ပြီးသည်နှင့်တွမ်ကိုအငေါက်ဖမ်းကလှန်နှင့်အကြိမ်ကြိမ်ထိုးတက်လိုက်တော့သည်ဂျူလီယာမှာခင်ပွန်းဖြစ်သူသွေးအိုင်ထဲလဲကျသွားသည့်ကြေးကွဲဖွယ်မြင်ကွင်းကိုကြည့်ရင်ကလေးများကိုကာကွယ်ရန်ရွက်လီတွေကိုပြေးဝင်ကပုံအောင်ရတော့သည်လူရိုင်းတစ်ဖွဲ့ဖြစ်နေသောထိုသူစိမ်းကတကားကိုချိုးဖြောက်ဝင်ရောက်လာပြီးဂျူလီယာကိုရှာဖွေကအသေးကြီးထိုးချစ်တပ်ပွဲဆင်နွှဲတော့သည်ဂျူလီယာလေပင်ညှိခံရပြီးအသက်ငင်နေချိန်တွင်သမီးဖြစ်သူကက်စီကပုံအောင်ရမှထွက်လာကအချက်ပြမီးကြီးတနနှင့်ထိုသူစိမ်းကိုပြစ်ခတ်လိုက်သည်ရွက်လီကြီးမီးဟုံဟုံတောက်သွားပြီးမိသားစုဝင်3ဦးသားတွမ်မီအလောင်းကိုမျက်ရည်များနှင့်နောက်ဆုံးနှုတ်ဆက်ကမီးလောင်ပေါက်ကွဲနေသောရွက်လီကိုဆုံးခွာ၍ထွက်ပြေးခဲ့ကြရသည်ငရေခမ်းတမျှရှင်တန်ရေခရီးကြောင်းပူပြင်းလာသောနေရောက်အောက်တွင်ကြံရစ်သောမိသားစု3ဦးသည်ရေငုပ်တင်ပေါ်ရှိရာစီသို့ဦးတီလောက်လာကြသည်လမ်းခရီးတစ်လျှောက်တွင်တောင်တင်နေသောအီယာမပင်လေတတ္တဝါကြီးများ၏အလောင်းလေးဖြင့်ပလတ်စတစ်အမိုက်ပုံကြီးများကိုဖြတ်တန်းခဲ့ရသည်ရီဓာတ်ခံချောက်မှုပင်ပန်းနွားနေမှုတို့ကြောင့်
တားငိတ်ပန်းမှာမူးမိလေကြလူနီပါဖြစ်လာသည်ညဘက်တွင်ပြက်ကြနေသောလီရင်ပြန်ဟောင်းတစ်ခုအတွင်းဝင်ရောက်အိပ်စကြသည်တကောင်းရံအချိန်ကက်စီအပြင်ထွက်ချိန်တွင်အနာတရများနှင့်မတိပဲကြံ့ရစ်နေသောထိုသူစင်းကနောက်မှလာဖမ်းသည်သို့သောဂျူလီယာကသားသမီးကိုကာကွယ်လိုသောမိခင်တို့၏ချောတာတရားများပေါက်ကွဲကထိုလူကိုအသေးကြီးထိုးတတ်လိုက်တော်သည်နှောင်းနီနက်နက်တွင်ထိုအလောင်း၏ပါဇက်ထဲမှကြောက်မက်ဖွယ်ကနန်းများထွက်ကြလာသည်ကိုသူတို့မြင်တွေ့လိုက်ရသည် ကနန်းအုပ်ကြီး၏ခြေမုံမှုနှင့်အဆုံးအဖြတ်အချိန်ခရီးဆက်လာရင်ထူးဆန်းသောအတန်များကိုကြားရပြီးနောက်မြေပြင်တစ်ခုလုံးမဲမောင်သွားလောက်အောင်များပြားလာသောအေယာမသမုတ်တရားကနန်းအုပ်ကြီးသူတို့စီဦးတီလာသည်ကိုတွေ့လိုက်ရသည်သူတို့သည်အနီးရှိကုန်တင်သင်္ဘောကြီးတစ်ခုပေါ်မှကုန်တိန်နာတစ်ခုပေါ်သို့အသေးအတန်ပြေးတက်ကြရသည်ကနန်းများ၏တိုက်ခိုက်မှုကြောင့်အခြားသောသင်္ဘောသားများအသက်ခံလိုက်ရပြီးဂျူလီယာမှလည်းခြေထောက်တွင်ပြင်းထန်သောဒဏ်ရာရရှိခဲ့သည်မုန်တိုင်းတစ်ခုကိုထပ်မံဖြတ်တန်းပြီးနောက်ကပတိန်နောက်နှင့်အဆက်အသွယ်ပြန်ရသည်ကနန်းများမှာအောက်ဆီဂျင်ပြောင်းလဲမှုကြောင့်ယူးသွက်နေခြင်းဖြစ်ပြီးပင်းလေရီများမှာနာရီပိုင်းအတွင်းပြန်လည်ဝင်ရောက်လာတော့မည်ဖြစ်ကြောင်းနောက်ကတတိပီကအချက်ပြမိဖောက်ပြလိုက်သည်ရေငုပ်တင်ဘောကိုလှမ်းမြင်နေရပြီဖြစ်တော့လေအီယာမကြောက်ဆောင်ကြီးတစ်ခုကိုဖျက်ကျော်ရမည်ဖြစ်သည်ထို့အချိန်တွင်မြင်းကလေးလှုပ်တကဲ့သို့နံရံများတုန်ခါလာပြီးကြောက်လုံးများပြိုကျလာသည်ဂျူလီယာကကလေးများကိုအချိန်မီတွန်းထုတ်နိုင်ခဲ့တော့လေသူမကိုယ်တိုင်မှမူကြောက်နံရံတစ်ဖက်တွင်ပိတ်မိသွားခဲ့သည်ဂျူလီယာကသူမကိုထားခဲ့ရန်ပြောတော့လေသမီးဖြစ်သူကက်စီကအတင်းအကျပ်တိုက်တွန်းကမိခင်ဖြစ်သူကိုကြောက်ဆောင်ပေါ်သို့ဆွဲတင်ခဲ့သည်မိခင်၏ဆုတ်လှမှုနှင့်နောက်ဆုံးမျှော်လင့်ချက်ရေငုပ်တင်ပေါ်အပြင်ဘက်မှာကပလီနောက်မှာကနန်းများအကုတ်ခံရကအသေးအကြီးဒဏ်ရာရနေပြီဖြစ်သည်နေရာတရာပို့သွားပြီဖြစ်သည်နှင့်ကက်စီကမိခင်ဖြစ်သူကိုပြန်သွားခေါ်သည်ဂျူလီယာသည်ကနန်းအုပ်ကြီးနှင့်တယောက်တည်းရင်ဆိုင်ကတနက်ဖြင့်အသေးအတန်ပြစ်ခတ်နေရသည်ကက်စီရောက်လာပြီးကူညီဆွဲတင်ပေးသဖြင့်ခြေထောက်ဒဏ်ရာဖြင့်ဂျူလီယာတယောက်ရေငုပ်တင်ပေါ်စီသို့အပြေးအလွှားသွားနိုင်ခဲ့သည်သားဖြစ်သူဘန်ကလည်းရေငုပ်တင်ပေါ်ပေါ်မှနေ၍တနက်ဖြင့်ပြစ်ကူပေးသည်နောက်ဆုံးတွင်ဂျူလီယာကကြည်ကုံသွားသောတနက်ကိုကနန်းများစီပြစ်ပေါက်လိုက်ပြီးသားသမီးများနောက်သို့အမြန်ဝင်ကရေငုပ်တင်ပေါ်တကားကိုဆွဲပိတ်လိုက်နိုင်တော့သည်ထိုအချိန်မှာပင်ကြောက်မက်ဖွယ်ကောင်းသောဟင်းဟောက်တန်ကြီးနှင့်အတူသမုတ်တရားရေပြင်ကြီးသည်ဒေါသတကြီးဖြင့်ပြန်လည်ဝင်ရောက်လာတော့သည်မိသားစုသုံးဦးသားထိုင်ကုန်ခါးပတ်များကိုတင်းတင်းကြပ်ကြပ်ပတ်ကတဦးလက်ကိုတဦးဆုပ်ကင်ထားလိုက်ကြသည်လှိုင်းလုံးကြီးများ၏ရိုက်ခတ်မှုကြောင့်ရေငုပ်တင်ပေါ်ကြီးလွင့်စင်သွားပြီးသူတို့အားလုံးတတိလစ်သွားကြသည်မျောလင့်ချက်ရောင်ကြည်သည်အချိန်မီများကြာသွားသည်မသိဂျူလီယာနှင့်ကလေးများတတိပြန်လည်လာခြင်းတွင်သူတို့အသက်ရှင်နေသေးကြောင်းသိလိုက်ရသဖြင့်ဝမ်းသာလုံးဆုပ်သွားကြသည်ရေငုပ်တင်ပေါ်တကားကိုဖွင့်၍အပြင်သို့ထွက်ကြည့်လိုက်တော့အခါစုပ်ခွာသွားသောရေလှိုင်းကြီးများကသူတို့၏ရေငုပ်တင်ပေါ်ကိုပျက်စီးနေသောမြို့ပြက်ကြီးတစ်ခုပေါ်မှာတင်ပေးထားခဲ့ကြောင်းတွေ့လိုက်ရသည်ယခုအခါသူတို့အတွက်အသက်ရှင်ခွင့်ရသွားသလိုပဲလူသားမျိုးနွယ်တို့၏ဘဝတစ်ကိုပြန်လည်တည်ဆောက်ရန်မျှော်လင့်ချက်အသစ်တစ်ခုပေါ်ထွန်းလာခဲ့ပြီဖြစ်ပါတော့သည်